ကိုတမိုင်းကိုတိုင်းရေးရမယ်မင်းဒုက္ခရောက်နေချိန်မှာဘယ်သူကိုမှအတနာမခံပါနဲ့ရုံးထွက်နိုင်အောင်ပဲကြိုးစားပါမင်းခံစားနေရချိန်မှာဘယ်သူရှေ့မှမျက်ရည်ခံမထိုးပါနဲ့လူတွေမင်းကိုကြိတ်လောင်ကြလိမ့်မယ်မင်းကြာရှုံးနေချိန်မှာဘယ်သူကိုမှဒူးထောက်မပြပါနဲ့မင်းကိုသူတို့တွေနင်းချေကြလိမ့်မယ်မင်းအောင်မြင်နေချိန်မှာဘယ်သူကိုမှပေါ်စည်းကနေမဆက်ဆံပါနဲ့သူတို့မင်းကိုထင်သေးသွားလိမ့်မယ်မင်းတလှမ်းနေတဲ့လှေကားထစ်တူကိုတချို့ကထိန်ပေးကြလိမ့်မယ်တချို့ကဆွဲချကြလိမ့်မယ်တချို့တွေကတွန်းကန်ကြလိမ့်မယ်ဘယ်သူတွေဘယ်လိုပဲလှုပ်လို့တက်မှတ်စွာတတိရှိတက်နိုင်ဖို့ကမင်းတာဝန်ပဲမင်းစူးစမ်းနေချိန်မှာတချို့ကအထင်သေးတဲ့မျက်လုံးနဲ့ကြည့်လိမ့်မယ်တချို့ကလောင်ခြင်းတလူလူခတ်ထီဆက်ဆံလိမ့်မယ်တချို့ကမင်းကိုမဖြစ်နိုင်တဲ့စကားတွေပြောလိမ့်မယ်အဲ့ဒါတွေကမင်းစိတ်သက်ကြရမှာတွေမဟုတ်ဘူးမခံခြင်းစိတ်နဲ့ကြိုးစားရှာမှာမင်းအာမွေထားပြီးသူတို့ကိုလည်းကျေးဇူးတင်လိုက်ပါအရေးကြီးဆုံးကမင်းစူးစမ်းနေချိန်မှာဘယ်သူကိုမှအစိုးမြင်ဝါဒနဲ့မကြည့်နဲ့ဘယ်သူကိုမှအပြစ်မမြင်နဲ့သူတို့အားလုံးကမင်းရဲ့ကျေးဇူးရှင်တွေပဲသူတို့စီကမင်းအတွက်သင်ခန်းစာတွေရှာလိုက်မယ်မင်းလူတွေရဲ့စရိုက်တွေကိုသိလာတဲ့အခါမင်းပို့ပြီးတက်လှမ်းရှာတာအားရှိလာလိမ့်မယ်သူတို့မဖြစ်နိုင်တော့တာတွေမင်းလုံးနိုင်ခဲ့တဲ့တနေ့မင်းသူတို့ထက်မှာမိမ့်ကြီးပြုံးလို့ရှာတဲ့တနေ့ပဲတဖြည်းဖြည်းမင်းဟာအချွေရန်တွေပေါ်လာလိမ့်မယ်ဒါပေမဲ့မင်းဇွဲရှိမှရမယ်ထုခံနိုင်မှရမယ်အချိန်ကိုအကျိုးရှိစွာအသုံးချတတ်ရမယ်ဘယ်ရမစို့အရင်ကြီးများရင်အမျက်ဆုံးများတာတဘာဝပါပဲ